အားလုံးကိုမင်္ဂလာပါဒီနေ့တောက်တန်ခန်းကြီး1ငွေ23မှာပြောထားတဲ့အရာလေးတစ်ခုပေါ့ငါဆုံးမသောစကားကိုနားထောင်၍ပြောင်းလဲကြလော့ငါဝိညာဉ်ကိုတင်တို့အပေါ်သို့ငါသွန်းလောင်း၍ငါစကားဤအနက်အဓိပ္ပာယ်ကိုနားလေစီလိမ့်မည်နော်ဒီနေ့ဘုရားသခင်ဆုံးမသောစကားကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာနားထောင်ပြီးတော့မှအသက်တာပြောင်းလဲမယ်ဆိုရင်တော့ဘုရားသခင်ရဲ့ဝိညာဉ်တော်ကကျွန်တော်တို့ထဲမှာအလုံးလုံးပြီးမှဖြစ်တယ်ဒီနေ့အဲ့ဒီအလုံးလုံးပြီးတဲ့အခါမှာကျွန်တော်တို့ဘုရားသခင်ရဲ့လူတော်ဘုရားသခင်ရဲ့တမန်ကျမ်းစာဒီအရာတွေကိုကျွန်တော်တို့တွေကနားလည်သိရှိလာမှာဖြစ်ပါတယ်ဆိုတဲ့အရာလေးကိုဘုရားသခင်ကရိုးရိုးရှင်းရှင်းလေးပဲဒီကျမ်းစာထဲမှာပြောထားတဲ့အရာလေးကိုပဲကျွန်တော်ခွန်အားယူမိပါတယ်လို့ဒီနေ့တနေ့ကိုဒီအရာလေးနဲ့ဆင်ခြင်ပြီးတော့မှအသက်တာထဲမှာအသက်ရှင်ကြည့်ပါတယ်ဒီနေ့ကျွန်တော်စကားနားထောင်နေကျွန်တော်ဒီဘုရားသခင်ကျွန်တော်ကိုပါရီဆုံးမလဲကျွန်တော်ရဲ့အသက်တာထဲမှာပါရီမကောင်းတဲ့အရာတွေရှိတယ်ဒီအမနှစ်သက်တဲ့အရာတွေပါရီရှိတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ကြားပြီးတော့မှကျွန်တော်တို့ရဲ့အသက်တာကိုကျွန်တော်တို့ပြောင်းလဲလိုက်မယ်ဆိုရင်ဒီကနေ့ကျွန်တော်တို့အထင်မှာဝိညာဉ်တော်ကနေရာယူပြီးတော့မှကျွန်တော်တို့ကိုအလုံးလုံးပေးမှဖြစ်တယ်ဆိုတဲ့ခွန်အားယူပါတယ်လို့အားလုံးရစတဲ့ခါလေးကိုကောင်းချီးပေးပါစေ